ပါတယ်ဒီ blog လေးကတော့ဝေဆောင်သွားတော့တဲခဲ့တဲ့ Ocean Blue Hotel လေးအကြောင်းကို review ပေးမှာပဲဖြစ်ပါတယ်ဒီ hotel လေးကတော့ hotel ဆောင်မှာပဲတည်ရှိပြီးတော့အခန်းမျိုးစားတွေကတော့ building type တွေပဲဖြစ်ပါတယ်ပန်းချံကလည်းအခြေကြီးပဲဖြစ်လို့ကလေးတွေပါတဲ့အဲ့ဒီအတွက်လည်းပြေးလွှားဆော့ကစားလို့ပေါ့နော်အဆင်ပြေပါတယ်အဆောက်အဦကတော့ဒီ hotel ကနည်းနည်းကြာပြီဖြစ်လို့နည်းနည်းတော့ဟောင်းတဲ့ဘက်ကိုရောက်တယ်ပေါ့နော်ရေကူးကန်ကတော့ငယ်အရင်ကတဲခဲ့ပြီးတခြား hotel တွေဆိုင်တော့နည်းနည်းလေးတော့သေးတယ်ပေါ့နော်ရေကူးကန်တော့တိတ်မကြိုက်ပါဘူးရေကူးကန်ရဲ့ဘေးမှာတော့ကမ်းခြေဘက်ကိုဆင်းတဲ့ဒီလိုရှောက်လန်းလေးရှိရပေါ့နော်ညနေဘက်တွေပါတယ်ဒီဘက်ကလည်းလမ်းလျှောက်ပြီးတော့သွားလို့ရပါတယ်ညဘက်ပေါ့နော်ဆန်းဆက်ကလည်းအရန်ကိုလှပါတယ်မသိရင်ဒီကမ်းခြေနဲ့မတူဘဲနဲ့ပေါ့နော်အဲ့လိုမြစ်နဘေးလေးကိုရောက်သွားသလို vibe မျိုးလေးလည်းရပါတယ်မနက်စာလေးပေါ့နော်ရှားဟိုတယ်လိုပဲဒီတော်တော်အများလေးတော့စုံပါတယ်အကျော်အလှော်လေးတွေနောက်ပြီးကြတော့အရေးတောက်ဆိုလည်းအဲ့လိုနှစ်မျိုးပေါ့နော်ညနေသွားတဲ့နေ့ကတော့အဲ့လိုမုတ်တီရယ်အုံနှခောက်ဆဲရယ်လောက်ထားပေးပါတယ်အရသာလေးကတော့မစိုးပါဘူးအချို့ကြိုက်တဲ့လူတွေတော့လည်းဒီလိုချယ်လီတို့ပူတင်းတို့ပေါ့နော်တခြားနှစ်မျိုးသုံးမျိုးတော့ရွေးချယ်ကြလေးတော့ရှိပါတယ်ဒါတော့ငင်းတို့စားခဲ့တာလေးပေါ့နော်ငင်းကတော့ဟိုနည်းနဲ့ဒီနည်းနဲ့အရသာအဆုံးတော့မိခဲ့ပါတယ်ကဲငင်းတို့တဲတဲ့အခန်းကိုလိုက်ပြရလို့မယ်နော်ဒီ Ocean Blue ရဲ့ဒီကြီးဆုံးအခန်းပေါ့နော်ဒီကကြတော့တင်လေနဲ့ဒီမှာပတိပဲအနည်းဆုံးပဲဟောဒီခန်းဆိုတောက်လုံးခံမယ်ကန်းကြီးရတယ်တက်လိုက်တာလေခန်းကိုလိုက်ရဒီတော့ပြက်နေတယ်ခါတော့တိတ်ကြဲလာနေမိုက်ဒီကတော့ garden view လည်းမြင်ရတယ်ပင်လယ်လည်းမြင်ရတယ်ပေါ့နော်ဒီနားမှာ coffee လေးအေးဆေးတောက်လည်းရတယ်ဘီယာလေးတောက်အားလေးတောက်နောက်ပြန်ပေါက်ဖွင့်လို့လည်းရတယ်ပေါ့နော်ကျယ်ကြီးပဲပန်းကျယ်ကြီးရတယ်ဒီလိုမြင်ရတယ်ညမှာလည်းအရင်မိုက်ဒီဘက်မှာတော့ပင်လယ်ပေါ့နော်ဒီစောင်းလေးမြင်ရအောင်ဒီမှာလည်းအော်နေလို့တိုင်းရတာအဲ့ဒီကမှနော်လားဒီနေ့မှဆိုဘယ်တော့လောက်ထားလဲဒီကညဘက်ဆိုလည်းဒီနားလေးမှာနေတော့ညနေနေပါရင်လည်းညမှာထိုင်ပြီးတော့အမတောက်စားပြီးတော့ဒီဆိုင်တန်လေးနော်ဒီဝေစားကြတော့လေဒီပေါ့နော်ဟိုတယ်ဆိုဘက်ကတော့အခုလိုမျိုးတိတိကျကျအေးအေးလေးရှိရယ်ကွာလူလည်းမများဘူးမရှင်းနေပေါ့နော်ကွာကိုလို private ပုံစံမျိုးလေးလာကြလဲအဆင်ပြေပေါ့နော်အခုငိမ့်လာတဲ့ရက်ကဂျားရက်မှုလို့လာတော့မသိဘူးလူကတော့နည်းနည်းလုံးဝမရှိသလောက်ကိုဟိုပါတယ်ပေါ့နော်ဒီအခန်းရဲ့ဈေးနှုန်းလေးကတော့သိန်း9000လားသိန်း8000သိန်း9000ပေါ့နော်အိုင်ဝန်းကျတော့ရှိပါတယ်ဒါကတော့သူ့ရဲ့စီစဉ်လိုက်တော့ဈေးလေးကတော့ကြားနေအင်းဒါလည်းမဖြစ်သွားပြီ